မင်္ဂလာပါရှင်ကျမတို့ပါဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ KIA မှဖီမော်မြို့အဝင်ကိန်းမှာမူရစ်စေးခေါင်းစဉ်တက်ကလူသစ်စုဆောင်မှုတွေပြုလုပ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် KIA မှဖီမော်မြို့အဝင်လာနော်ကိန်းမှာမူရစ်စေးသုံးဆွဲသူတွေကိုဖမ်းဆီးမယ်ဟုခေါင်းစဉ်တက်ကလာရောက်သူတွေကိုတားဆီး၍စစ်ဆေးဖမ်းဆီးမှုတွေပြုလုပ်နေတယ်လို့ဖီမော်ဒေသခံတအူပြောပြချက်ရသိရပါတယ်KIA ကမြို့အဝင်ဂိတ်ကနေလာသမျှလူအကုန်လုံးကိုစီးစစ်ပြီးစီးထဲမှာမူရစ်စေးသုံးတာတွေ့တယ်ဆိုပြီးဖမ်းနေတာဟုတ်တယ်။စီးကိုဘလို့စစ်တာလဲတော့မသိဘူးဒီဘက်မှာကလူငယ်လူကြီးအမျိုးသမီးကအစကျမ်းမာရေးအတွက်ခပ်ပုံသုံးကြတာရှိတယ်။သူတို့စစ်တော့အနေအချင်းတော့ပေါ်မှာပေါ်တာနဲ့တန်းဖမ်းတာပဲအခုဆိုရင်မြို့ပေါ်ကိုမသွားရဲကြတော့ဘူး။ဈေးဝယ်သွားမဲ့သူတွေလည်းအခက်တွေ့နေတယ်လို့သူကပြောပါတယ်။ဖီမော်ကမ်းဖန့်အစရှိတဲ့မြို့တွေမှာလည်းည9နာရီနောက်ပိုင်းKIA မှအစရင်လိုက်လံစစ်ဆေးသည်ဟုဆိုကစီးစစ်ပြီးမူရစ်စေးသုံးဆွဲသည်ဟုဆိုပြီးဖမ်းဆီးမှုတွေကိုလည်းပြုလုပ်နေတယ်လို့သိရပါတယ်။ဒါကအကြောင်းပြတာသူတို့လူသစ်စုဆောင်တာကိုဒေသကပြည်သူတွေမကြေမနက်ဖြစ်မှဆိုလို့မူရစ်စေးခေါင်းစဉ်တက်ပြီးဖမ်းဆီးတာတွေကိုပြုလုပ်နေတာဟုတ်တယ်။သူတို့လုပ်ရက်တွေကဒေသကပြည်သူတွေအတွက်စိုးရိမ်စရာဖြစ်နေပြီးနှီးမျိုးစုံနဲ့အတင်းအဓမ္မလူသစ်စုဆောင်တာတွေပြုလုပ်လာတာကိုတွေ့ရတယ်။ဒေသကပြည်သူတွေအနေနဲ့လည်းအယုံမလွယ်ဖို့လိုအပ်တယ်လို့ဒေသအရေးလှုပ်ရှားသူတို့ကပြောပါတယ်။ဒါအပြင်မြကြီးနားသို့လာတဲ့သူတွေကိုလည်းချီပွေ၄မိုင်ဂိတ်မှာတားဆီးကစစ်စစ်ဆေး၍မူရစ်စေးသုံးဆွဲသည်ဟုဆိုကဖမ်းဆီးမှုတွေပြုလုပ်နေတဲ့အတွက်ခီးသွွားပြည်သူတွေအခက်တွေ့နေတယ်လို့လည်းမြေပြင်သတင်းတွေအရသိရပါတယ်။ကျမတို့ပောင်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကချင်ပြည်နယ်အထူးဒေသတစ်အတွင်းဖြစ်ပေါ်နေတဲ့သတင်းထူးသတင်းဦးများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။